Dexterity ဟန်ယူနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်ဟန်ယူ3အခန်းစနဲ့ရောက်ပြီပေါ့နော်ဟုတ်ကဲ့ပါအတူတူလေ့လာကြရအောင် Wu I white ဖောအောဖော white ဖော Wu I white 歌翁公 white 公歌无故事是故事歌恩根是安乡得一恩店商店知一植物物植物一物安园植物园西阿下七一七下七歌安感四一四几几四节一欧有一个安感有感和爱海四一四还是一以金金以金之安长大大长大坏婆坏婆ကအမေဖက်ကအဖွာ外公外公ကကျတော့အဖေဖက်ကအမေဖက်ကအဖေ故事ကပုံပြင်根ကနဲ့အတူ商店ကစတိုးဆိုင်植物园ကရုက္ခဗေဒဥယျာဉ်ရုက္ခဗေဒဥယျာဉ်ဆိုတော့ပင်တွေကြီးပဲရှိတဲ့ဥယျာဉ်ကိုပြောတာရှာချီကကြားကွက်ကစားတီဒါမှမဟုတ်စစ်တူရင်ကစားတီကန်ကရဲရင်တီစစ်ကြီးကကိုတိုင်ယိုကန်ကရဲရင်တော့ဟိုင်စစ်ကကလေးလေးရင်ဤကျင်းကရှင်းနေပြီးတော့ပြီးပြီနော်တိတ်ပဲပေါ့နော်ဂျန်တာကကြည်ပြင်းတီ小花貓幾壞婆ဆို၍小花ဆိုတဲ့ကြောင်ကလေးကအဖွားကိုငါပို့ပေးတယ်学句式句式ကိုလေ့လာကြရအောင်
姐姐给外公打电话，妈个阿婆姑风色的，奶奶给我讲故事，阿婆个真脑姑旁边就别的，今年嘛，给个户以前拢看着咯，哦，我都啊，给个比的法年年动他了不喏，die看看着咯，给看着咯，多啊法年年好本来 preposition。တူတာမဟုတ် for ကိုအနေနဲ့ဗာတုံးထားပါတော့ဒီမှာဆိုရင်မှာ姐姐က subject เนาะပြီးတော့ဘသူကိုလဲဆိုတော့ white ကုန်းအဖိုးကိုလည်း object ပဲနောက်တစ်ခုကတာဒီနေရာမှာ verb ခါကြတော့တာပေါ့နော်verb ကကေမဟုတ်ဘဲနဲ့တာအဲ့ဒါကြောင့်မလို့ verb ကပါပြီးသားမလို့ဒီနေရာမှာကေကိုသူက preposition အနေနဲ့သုံးထားတယ်တာ电话ကလည်း object ပေါ့နော်နောက်တစ်ကြောင်းလည်းတူပဲ99က subject ပြီးတော့ gay ကဒီနေရာမှာ verb အနေနဲ့သုံးထားတယ်မဟုတ်ဘဲနဲ့ဘသူကိုလဲဆိုတော့ကျွန်တော်ကိုပါလုပ်ပေးတယ်ဆိုတော့ပုံပြင်ကုရှိဆိုတာပုံပြင်ကြံကပြောပြသည် verb ကြံက verb ပေါ့နော်နောက်တစ်ခုကကျတော့ဟုတ်ပေါ်မှာအစိမ်းလေးနဲ့ရေးထားတာလည်းအတူတူပဲ我给妈妈做了一顿饭ကျွန်တော်ကအမေကိုအစားအစာတစ်ခုချက်ပေးတယ်ပြုလုပ်ပေးတယ်ပေါ့နော်နောက်တစ်ခုကလည်းလိုမျိုးပဲ我给妈妈讲နေတယ်我给妈妈买了一本书ကျွန်တော်ကအမေကိုစာအုပ်တအုပ်ဝယ်ပေးတယ်အဲ့ဒီနဲ့ကြောင်းခါကျတော့သူက preposition အနေနဲ့သုံးထားတဲ့ကိုအနေနဲ့သုံးထားပါတော့အောက်ခါကျတော့我们给အရင်အခန်းတွေမှာသုံးထားတယ်ပေါ့ဟာပေါ့နော်我们给老师艺术香花我们ကကျွန်တော်တို့给ပေးသည်老师ကို艺术တစီရှမ်း花လက်စတော့ပန်းတစီပေးသည်ဒီနေရာမှာကေက verb အနေနဲ့သုံးထားတယ်နောက်တစ်ခုကကျတော့我跟妈妈去相店ကျွန်တော်နဲ့အတူအမေကျွန်တော်နဲ့မေစတိုးဆိုင်သွားသည်妹妹跟姐姐去植物园ညီမလေးနဲ့အမကယုခဗေဒဥယျာဉ်ကိုတွားသည်ဒီနေရာမှာကန်ကလည်းနဲ့အတူအရင်တော့ကဟကလည်းနဲ့အတူသုံးထားတယ်ပေါ့နော်သူတို့เนี่ยပါကွာလဲဆိုရင်ကန်ခါကျတော့တခုခုပြုလုပ်တဲ့ဟာဥပမာအမေနဲ့ဈေးတွားသည်ဆိုကျွန်တော်တို့ကိုယ်တိုင်တွားမရမယ်ဟိုညီမလေးနဲ့အမကယုခဗေဒဥယျာဉ်ကိုတွားတယ်အဲ့ဒါလဲတွားရပေါ့နော်ပြုလုပ်ရတဲ့ဟာဆိုရင်ကန်နဲ့သုံးပြီးတော့喝အရင်တော့喝ကကြဥပမာ我喜欢茶和咖啡ကျွန်တော်ကလက်ဖက်ရည်နဲ့咖啡ကော်ဖီကိုနှစ်သက်သည်ကကြတော့ဒီနေရာမှာ喝ကကြနဲ့ဗာနဲ့ဆက်ထားအောင်ဆိုနောင်းပေါ့茶လက်ဖက်ရည်ရဲ့နောက်တစ်ခု咖啡ကော်ဖီရဲ့အဲ့ဒီကဆက်ထားတာပေါ့နော်ဒီနေရာကန်ကကြတော့ကိုယ်တိုင်ပြုလုပ်တဲ့ဟာဆိုရင်ကန်နဲ့သုံးပြီးတော့喝ကကြတော့နောင်းရေးဆက်ပြီးတဲ့ဟာကိုကျရင်喝နဲ့သုံးမှာပေါ့နော်နောက်တစ်ခုကကျတော့小华跟小红一起下棋小华နဲ့小红နဲ့အတူတူဂျာကွက်ကစားသည်哥哥跟弟弟一起打乒乓球အကူကညီလေးနဲ့အတူ乒乓ကစားသည်ပေါ့နော်读课文那个姐姐呀哈小花猫给外婆送鱼小花ကြောင့်ကလေးကအဖွားကိုငါတွားပို့ပေးတယ်猫妈妈让小红猫妈妈让小花猫去外婆家ကြောင့်မိမိကတဲ့ကြောင့်小花ကြောင့်ကလေးကိုအဖွားအိမ်တွားခိုင်းတယ်给外婆送两条鱼အဖွားကိုငါနှကောင်ပို့ခိုင်းတယ်小花猫说小花ကြောင့်လေးကပြောတယ်妈妈အမေ我不敢自己去ကျွန်တော်ကိုယ်တိုင်မတွားရဲဘူး你跟我一起去吧နင်နဲ့အတူတူတွားမယ်ပေါ့နော်妈妈说အမေကပြောတယ်你是个
勇敢的孩子နင်ကရဲရဲတဲ့ကလေးလေးတစ်ယောက်ပဲဒီမှာရေးမထဲပဲနဲ့နင်ကရဲရဲတဲ့ကလေးလေးတစ်ယောက်ဖြစ်တယ်ဆိုတာပြောချင်တာပေါ့နော်你已经长大了နင်အရွယ်ရောက်နေပြီဒီတင်းဒီမှာကြီးပြီပေါ့အရွယ်ရောက်နေပြီအခုအချိန်ရွယ်ရောက်နေပြီအဲ့ဒါပြောချင်တာ司机去吧ကိုတိုင်သွား妈妈在家洗妈妈在家洗衣服မိကအိမ်မှာအဝတ်လျှော်မယ်小花猫说小花ကြောင့်လေးကပြောလိုက်တယ်好吧ကောင်းပြီမမကြိုက်ကြမိမိဘိုင်းဘိုင်းပေါ့ဟုတ်ကဲ့ပါဒီနေ့ရဲ့အဆင်ပြေမယ်လို့ယုံကြည်ပါတယ် grammar ကကျတော့ကိုယ်တိုင်YouTube မှာကြည့်ပြီးတော့မှပြောပြပေးရပါတော့အမပါလဲခွန်းလို့ပါအောင်လို့ရေးထားတာကြံနေတာကြံတာတွေလည်းရှိတာပေါ့နော်再见